လူတယောက်ဟာသူ့ရဲ့အကြောပြိုင်ပြိုင်ထနေတဲ့လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီးချက်ချင်းဆိုသလိုပဲအေယာမအနက်ရောင်စလုံးကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြီးတော့အဲ့ဒီအနက်ရောင်စလုံးကြီးကိုအသာအရာလေးတွန်းလွှတ်လိုက်တဲ့အခါအဆောက်အဦတစ်ခုစီကိုဖြည်းဖြည်းချင်းလွင့်မျောသွားခဲ့ပါတယ်။အဆောက်အဦနဲ့ထိမိသွားတဲ့အခိုက်အတန့်မှာပဲဖြတ်ကနေဝင်းကနေဖြစ်သွားတဲ့အလင်းတန်းတစ်ခုနဲ့အတူအဆောက်အဦရဲ့တဝက်နီးပါးဟာလေထဲမှာတင်ကြက်ပြောက်ငှက်ပြောက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဒါဟာမရုတ်ကင်မိုင်မျိုးနယ်စုစီမှာပဲရှိတဲ့ထူးခြားဆန်းပြတဲ့အာကာသနယ်ပယ်စွမ်းအားပဲဖြစ်ပါတယ်။ဒီမျိုးနယ်စုထဲမှာစွမ်းအားရှိဆုံးသူဖြစ်တဲ့ရိုင်းရှီရဲ့ရုပ်သွင်းဟာနှစ်လူသားတစ်ယောက်လိုပြောင်းလဲသွားခဲ့ပြီဖြစ်ပေမဲ့ဘာကြောင့်မှန်းမသိတဲ့အကြောင်းရင်းတစ်ခုကြောင့်သူဟာအဆင့်မြင့်နိုင်ငံရေးသမားတဦးရဲ့လက်ပါစီလောက်ကျန်တက်ဖြတ်သူဖြစ်လာခဲ့ပါတယ်။သူသာအလက်စားအနက်ရောင်စလုံးတစ်ခုဖန်တီးလိုက်ရင်ဘယ်သူမဆိုမျက်စိတမိတ်အတွင်းပျောက်ကွယ်သွားရတာကြီးပါပဲကန်ဆိုးကျင်တော့တနေ့မှာသူတာဝန်ထမ်းဆောင်နေတော့စုံစမ်းစစ်ဆေးဖို့ရောက်လာတဲ့စူကီနဲ့ထိတ်တိုက်တိုးပါတော့တယ်။ဒါပေမဲ့ပတ်စံအပူမရတဲ့အတွက်ရိုင်းရှီကကိုယ်တိုင်လက်ဖျားနေတော့မလို့ခြင်းပဲသူ့တပည့်တွေကိုပဲရှင်းခိုင်းလိုက်ပါတယ်။ကိုကြီးဟာရိုင်းရှီရဲ့တပည့်ဖြစ်ပေမဲ့လူသက်ရမှာကိုအပြင်းထန်ဆန့်ကျင်သူဖြစ်ပြီးအထူးသဖြင့်ပြစ်မှတ်ကသူသိတဲ့လူဖြစ်နေရင်ပိုလို့တောင်ဆိုးပါသေးတယ်။ဒါပေမဲ့ဆရာဖြစ်သူကိုလည်းဓာတ်ရိုက်မပြောရဲတာကြောင့်ကျွန်တော်စီလာပြီးအကူအညီတောင်းဖို့စဉ်းစားခဲ့ပါတယ်။အဲ့ဒီညကျွန်တော်အိမ်ပြန်ရောက်တဲ့အခါအိမ်တကားမှာအပေါက်ကြီးတစ်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဒီအာကာသနယ်ပယ်စွမ်းအားကပစ္စည်းခိုးတဲ့နေရာမှာလည်းတော်တော်လေးအသုံးဝင်ပုံရပါတယ်။အကျိုးအကြောင်းရှင်းပြပြီးတဲ့နောက်မှာတော့ကိုကြီးကသူ့ရဲ့ညီမလေးအန်စုစီကိုတောင်းပန်စကားပါပေးဖို့ကျွန်တော်ကိုတောင်းဆိုခဲ့ပါတယ်။သူငယ်ငယ်တုန်းကကျွန်တော်လိုပဲအနက်ရောင်ဆက်လုံးကိုဘလို့မှဖန်တီးလို့မရခဲ့ပါဘူး။ကံကောင်းထောက်မစွာနဲ့ပဲရိုင်းရှီရဲ့တင်ပြပေးမှုအောက်မှာသူ့ရဲ့စွမ်းအားတွေတဖြည်းဖြည်းနိုးထလာခဲ့ပါတယ်။ဒါပေမဲ့ငငယ်ကစိုးတုံးလုံးခဲ့တဲ့ကိုကြီးဟာသူ့ညီမလေးစီကိုဒီအနက်ရောင်ဆက်လုံးနဲ့လှမ်းပစ်မိခဲ့ပါတယ်။အဲ့ဒီအကျိုးဆက်ကြောင့်အန်စုရဲ့ကြောပြင်တစ်ခုလုံးမှာကြောက်မက်ဖွယ်ရာဒဏ်ရာဗျာပေါ်တွေရှိနေခဲ့တာပါကျွန်တော်လည်းဘာပြောရမှန်းမသိတာနဲ့ပဲကူညီဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲကျွန်တော်ထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့တယ်အမှောင်ထုတွေဖုံးလွှမ်းနေတဲ့စက်လုံးကြီးတစ်ခုထဲမှာကောင်းကင်အမြင့်ကြီးကနေအဆက်မပြတ်ပြုတ်ကျနေပြီးနောက်ဆုံးတော့ဝုန်းဆိုတဲ့အတန်နဲ့အတူကတင်ပေါ်ကနေလိမ့်ကျပြီးနိုးလာခဲ့ပါတယ်ကျွန်တော်လည်းချက်ချင်းပဲအန်စုစီဖုန်းဆက်ပြီးဘာတွေဖြစ်နေတာလဲလို့မေးလိုက်တော့မှဒါဟာမရစ်ကင်မျိုးနွယ်စုရဲ့စွမ်းအားကိုရရှိလာသူတိုင်းခံစားရမယ့်ဘေးထွက်ဆိုးကျိုးဆိုတာသိလိုက်ရပါတော့တယ်ညတိုင်းကျွန်တော်တို့ဟာမရုကမတောင်ပေါ်ကနေပြုတ်ကျပြီးကောင်းကင်ရံထဲကနေအရှိန်ဟုန်ပြင်းပြင်းနဲ့မြေပြင်ပေါ်ထိုးဆင်းနေရတဲ့အိမ်မက်ဆိုးတွေကိုမက်နေရတာပါတခါတလေမှမက်ရင်တော့စိတ်လှုပ်ရှားစရာကောင်းပေမဲ့ညတိုင်းဒီလိုကြီးခံစားနေရရင်တော့ဘယ်သူမဆိုယူသွားနိုင်ပါတယ်အခုရိုင်းရှိတယောက်လောက်ကျန်တက်ဖြတ်သူဖြစ်လာခဲ့တာဟာလေဒီလိုနာကျင်စရာကောင်းတဲ့အိမ်မက်ဆိုးတွေကနေလွတ်မြောက်ဖို့အတွက်ပဲဖြစ်ပါတော့တယ်